ကြောက်ဆက်ရည်ဆက်များများကြရင်ကြောက်ဖြာတောင်ဆွေးရပါသည်ဆိုတဲ့စကားကိုကြားဘူးကြမှာပါဒီနေ့ကျွန်တော်တို့တဘာဝတရားကပေးတဲ့အမုံမြတ်ဆုံးတသနာတစ်ခုဖြစ်တဲ့ကြောက်ဆက်ရည်ဆက်လေးတစ်ခုရဲ့ဇွဲအကြောင်းကိုအတူတူလေ့လာကြည့်ရအောင်ဒီရုပ်ဝက်စံပြလှတဲ့ဂူကြီးထဲမှာအလင်းရောင်လဲကင်းမဲ့စိတ်ငြိမ်လာတဲ့ပတ်ဝန်းကျင်မှာအလွန်သေးငယ်တဲ့ရေဆက်လေးတစ်ခုရဲ့ဇလန်းကစတင်တာဖြစ်ပါတယ်သူ့ရဲ့ခီးစဉ်ကတော့အလွန်နှေးကွေးပြီးတစ်ချိန်တည်းမှာပဲအလွန်တည်ငြိမ်လှပါတယ်တစ်ဆက်ပြီးတစ်ဆက်သူဟာကြာဆင်းဖို့ပဲပြင်ဆင်နေတာပါသူ့ရဲ့ရှိမှာတော့ပြင်းထန်ပြီးခိုင်ခန့်လာတဲ့ကြောက်ဆောင်ကြီးကခံနေပါတယ်အကြည့်တစ်ချက်နဲ့ဆိုရင်တော့ဒီသေးငယ်တဲ့ရေဆက်လေးကဘာမှမလုပ်နိုင်တယ်လို့ပါပဲဒါပေမဲ့ရေဆက်လေးဟာမစုံမနစ်တဲ့ဆွဲနဲ့တစ်ဆက်ပြီးတစ်ဆက်နေရောညပါနှစ်ပေါင်းများစွာဆက်တိုက်ပဲကြာဆင်းနေခဲ့ပါတယ်ဒီဆက်တိုက်လှုပ်ဆောင်ခြင်းရဲ့ရလဒ်ကတော့မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အတားအဆီးကိုတဖြည်းဖြည်းချင်းပဲပုံဖော်ဖြတ်တောက်သွားတာပါပဲရေဆက်လေးတွေရဲ့ဆွဲဟာကြောက်တုံးကိုတောင်ဆွေးစေတယ်ရဆိုတာတကယ်ပါဒါဟာကျွန်တော်တို့ကိုဘာတင်ပေးလဲဆိုရင်ကြီးကျယ်တဲ့အောင်မြင်မှုဆိုတာပြင်းထန်တဲ့အင်အားထက်မစုံမနစ်တဲ့ဆွဲနဲ့စိတ်ရှည်တည်ခံခြင်းမှာတည်ရှိတယ်ဆိုတာပါပဲဘဝမှာလည်းအခက်အခဲတွေကိုဆွဲနဲ့ရင်ဆိုင်ရင်အတားအဆီးတိုင်းကိုကျော်လွှားနိုင်ပါတယ်နောက်ဆုံးမှာတော့ဒီပြေးဝတဲ့စပားနံလေးတွေလိုပဲရခင် content framing ကိုညွှန်းခြင်းဒီရေဆက်လေးဟာလည်းတဘာဝတရားရဲ့အလှပဆုံးပုံဖော်ပေးမှုကိုဖန်တီးပေးခဲ့တာပါတဘာဝတရားကပေးတဲ့ဒီသင်ခန်းစာလေးကိုသင်ရောဘယ်လိုထင်လဲဟင်ကျွန်တော်လည်းအတူတဘာဝတရားရဲ့တရားသဘောတွေကိုဆက်လက်လေ့လာဖို့ follow လုပ်ထားအောင်တော့